မင်္ဂလာဆောင်ဖို့ခမ်းမသွားတဲ့လမ်းမှာတခြားသူတို့သမီးတယောက်နဲ့ဆုံခဲ့ပြီးကျမတို့ပန်းစည်းချင်းလဲလှယ်ခဲ့ကြတယ်။ဒါပေမဲ့မထင်မှတ်ထားတာကကျမရလိုက်တဲ့ပန်းစည်းကရွှေစစ်စစ်နဲ့လှုပ်ထားတဲ့ပန်းစည်းကြီးဖြစ်နေတာပါ။အဲ့ဒီပန်းစည်းကတန်မိုးဖြတ်မရနိုင်အောင်အဖိုးတန်လုံးလို့ကျမပြန်ပေးချင်ခဲ့ပေမဲ့ကျမရဲ့ခင်မုန်းဖြစ်သူကတော့အဲ့ဒါကိုရောင်းပြီးငွေရှာဖို့ပဲချက်ချင်းစဉ်းစားခဲ့ပါတယ်။တကယ်တော့အဲ့ဒီသားတို့သမီးဟာတထေးကြီးတဦးနဲ့လက်ထပ်မှာဖြစ်လို့ကျမရဲ့ရိုးရှင်းတဲ့ပန်းစည်းလေးကိုသူဂရုမစိုက်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီပန်းစည်းထဲမှာဝတ်ထားတဲ့ဆွဲကြိုးလေးကိုသူမြင်သွားတဲ့အချိန်မှာတော့အခြေအနေတွေအားလုံးပြောင်းလဲသွားခဲ့တယ်။အဲ့ဒီဆွဲကြိုးကသူမစီမှာရှိတဲ့ဆွဲကြိုးနဲ့ပုံစံတူဖြစ်နေလို့ကျမဟာသူမရဲ့ပျောက်ဆုံးနေတဲ့ညီမအရင်ဖြစ်နိုင်တယ်ဆိုတာကိုသူရိပ်မိသွားပြီးကျမနောက်ကိုလိုက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ကျမရဲ့မင်္ဂလာပွဲစီရောက်တဲ့အခါမှာတော့အားလုံးကစိတ်ပျက်စရာတွေကြီးပါပဲ။သဘောတူထားတဲ့ဟိုတယ်စားစုပ်ပြတ်နေတဲ့စားတောက်ဆိုင်လေးမှာပဲမင်္ဂလာပွဲလုပ်ဖို့ပြင်ထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအပြင်ရောက်ခမဖြစ်သူကလူအများရှိမှကျမကိုပတ်စံ3ဖြုံးကြီးတယ်ဆိုပြီးအရင်ဦးအောင်အော်ဟစ်ဆဲဆိုပါတော့တယ်။ကျမရင်ထဲမှာအရန်ခံရခက်နေပေမဲ့ခင်မုန်းဖြစ်သူကတော့ကျမကိုဘာမှပြန်မပြောဖို့ပဲတားဆီးနေခဲ့တယ်။အတွင်းထဲရောက်သွားတဲ့အခါမှာတော့ကျမရင်ခွဲမတက်ခံစားလိုက်ရပါတယ်။ပွဲကမဆက်ရသေးဘူးစားစရာတွေကကုန်နေပြီးတပွဲလုံးလဲပယံပါတာဖြစ်ကအမျိုးတွေကလည်းကျမကိုအနိုင်ကျင့်နေကြတယ်။ခင်မုန်းဖြစ်သူကတော့ဘေးမှာအယုတ်တယုတ်လိုရက်နေပြီးကျမကိုဘာမှကာကွယ်မပေးခဲ့ဘူး။မိဘမဲ့တယောက်အဖြစ်ကြီးပြင်းလာခဲ့ရတဲ့ကျမကိုဒီမိသားစုကတခါမှလူလိုမလေးစားခဲ့ကြပါဘူး။သူတို့ကကျမလက်ထဲကရွှေပန်းစည်းကိုအတင်းလူယူပြီးတိမ်ပေါက်များစွာတန်တဲ့တင်တောင်းငွေထပ်ပေးဖို့မပေးရင်မင်္ဂလာပွဲဖြစ်မယ်လို့ချင်းချောက်ပါတော့တယ်။အဲ့ဒီအချိန်မှာကျမနောက်ဆုံးဆုံးဖြတ်ချက်ကိုချလိုက်ကဘေးမှာရက်နေတဲ့လူစိမ်းတယောက်ကိုလှည့်ကြည့်ပြီးကျမကိုအခုပဲလက်ထပ်နိုင်မလားလို့မေးလိုက်တဲ့အခါအံ့ဩစရာကောင်းတာကသူကသဘောတူတယ်လို့ပြန်ပြောခဲ့ပါတယ်။ခင်မုန်းဟောင်းရဲ့မိသားစုတွေကကျမတို့ကိုအတင်းသားစီကြလို့ထွက်ပြေးဖို့ကြိုးစားရင်းကျမချေချော်လဲသွားခဲ့တယ်။အခြေအနေတွေအဆိုးရွားဆုံးဖြစ်တော့မဲ့အချိန်မှာပဲကျမရဲ့အမေတူဖေတူအမဖြစ်သူရောက်ရှိလာပါတော့တယ်